စိတ်ချတကယ်ချင်းအားလုံးဘူးဆိုင်ပြီးတော့လိုအပ်တာအကုန်တင်ပေးလိုက်မယ်နော်ကျေးဇူးပဲတကယ်ချင်းအဲ့ဆိုနောက်မှဆုံကြမယ်နော်အေးကောင်းပြီတကယ်ချင်းသူ့ဖုန်းနံပါတ်လေးပို့ထားပေးလိုက်တယ်နော်โอเคခုပဲပို့ပေးလိုက်မယ်ဟုတ်ပြီတကယ်ခဏကြာရင်ကိုတို့ရောကောင်မလေးရောက်လာလိမ့်မယ်သူကကိုတကယ်ချင်းညီမဒီကုမ္ပဏီမှာအလုပ်တင်နေလာလိမ့်မယ်အမင်းတက်ကြိုပြီးတော့အခုရုံးကနေခေါ်ပေးလိုက်ဟုတ်ကောဟောဒါနဲ့ကိုကျွန်တော်မှသူ့ကိုမမြင်ဘူးလေအဲ့သူ့ပုံစံလေးကဘယ်လိုရှိလဲမသိအေးအခုလည်းမမြင်ဘူးဟာဒါပေမဲ့ဖုန်းနံပါတ်ပို့ထားလို့ပြောတယ်အဲ့ယူသွားလိုက်လေနော်တကြီးမင်းပဲဟုတ်ခုနဆင်းမလို့ပါကွာကိုလေးကကောင်မလေးတောက်ကြိုခွင့်လိုက်လို့အေးရစငါလည်းလိုက်မယ်လေဒါနဲ့အကောင်မလည်းဘူးဒီငါလည်းသိချတော့မသိဘူးကိုနဲ့တကယ်ချင်းညီမလေးတို့ပြောတာပဲအေးရစသွားရတကြီးမင်းပြောအကောင်မလည်းဘာမှလဲရောက်တော့မရောက်သေးဘူးကိုလေးကဖုန်းနံပါတ်တော့ပေးလိုက်တယ်ဖုန်းဆက်ကြည့်မယ်လေမဆက်နဲ့အဲ့ဆက်မယ်ဟယ်လိုညီမဘယ်နှရောက်ပြီလဲမသိအကိုတို့အကိုလင်းရဲ့ကုမ္ပဏီကပါအဲ့ညီမလေးကိုလာကြိုတာရုံးနာရောက်ပြီလားလို့ခဏနေရောက်တော့မှာကိုခဏလေးပဲโอเคအော်ဟုတ်စောင့်နေလိုက်မယ်နော်လာမယ်တဲ့စောင့်မယ်ဆိုရင်တနားရီတော့ကျုံးနေပြီခုထိလည်းမလာသေးဘူး။ဒီတော့ခဏနေရတော့မှာဆိုသူလည်းငါအဲ့လိုပြောတာပဲဟာအခုရောက်နေကြပြီလားကြားသေးပါဦးညီမကလည်းညီမပြောပါရခဏလေးပါလို့ဩခဏလေးဟုတ်လားโอเคကဲကိုလင်းစီသွားရအောင်အကိုကျွန်တော်ရောက်ပြီဗျအေးဘာလို့ကြာနေရတော့ဒီမှာမိတ်ဆက်ပေးလို့အားလုံးခေါ်တာပါတယ်ဆိုမှဟုတ်ထားတော့လာတယ်ကဲအားလုံးမိတ်ဆက်ပေးမယ်သူကအခုတကယ်ချင်းညီမနမရရိုင်ရဲတဲ့အခုကုမ္ပဏီအလုပ်တင်နေလာတာအဲ့အတွက်ကြောင့်အားလုံးဒီချာလေးတင်ပေးလိုက်ကြဟုတ်ပြီလားကဲရိုင်ရဲအားလုံးနှုတ်ဆက်လိုက်ပါအောင်အားလုံးပဲမင်္ဂလာပါเนาะညီမကိုမသိအောင်တက်တာအမြင်မတော်တာရှိရင်တင်ပေးချပါအောင်เนาะစိတ်ချညီမအကိုအားလုံးတင်ပေးမယ်အခုခဏနော်ညီမရဲ့ကိုယ့်ရဲ့တကယ်ချင်းဖုန်းခေါ်နေလို့လေခဏလေးပဲเนาะဟောအေးဟုတ် A few moments later ဟေးဒီနေ့ညကြားနေနော်ဟုတ်တယ်လားဘုံစင်းရင်တော့ကြောနေအေးလေအိမ်ပြန်မှုအောင်တော်တော်နောက်ကျနေဝေးခွလေးကိုမေးကြည့်လိုက်ပါလားမမဆောင်ကတော့ရုံးမှာပဲအိတ်ပြီးစောင့်နေနေမယ်အခုလူကလေဖုန်းသက်ပြဒီနေ့ပြန်ရောက်လာအောင်မလားအေးခဏလို့ပြောတာပဲခုရောပြန်မလာသေးဘူးညီမပြန်ရောက်ပါပြီကိုအေးနေခဏလဲကွယ်အခုတငယ်ချင်းကညီမကိုရုံးမှာလေးမနေဘူးမှားနေလို့ကြာသွားလို့ပါကိုဟုတ်ပါပြီကဲအားလုံးရုံးစင်းရင်လည်းကြော်ပြီဆိုတော့ရုံးစင်းလိုက်ကြတော့โอเคမနေ့ပြန်ကြမှာဝေးနဲ့ຫນွေကြီးညီမအလုပ်တွေတင်ပေးလိုက်မယ်ဒီတယောက်လည်းဘာတွေဝင်ဦးလဲမသိဘူး You just got pwned